မာဆက်အနိခံတွားပြီးအနိခံခဲ့တဲ့ကြော်ကြီးပိုက်ဆံအိတ်ကိုပြောတာပါခုပုံမှန်မြင်နေရတဲ့ဒီလူဟာကမ္ဘောဒီးယားကအနိခံတစ်ခုကိုတွားပြီးပိုက်ဆံခိုးခံခဲ့ရပါတယ်သူရဲ့ဖြစ်ပျက်ကိုခုလိုပဲပြန်ပြောပြပါတယ်သူတိတ်ခိုနေတဲ့သူရဲ့ဟိုတယ်နားမှာဈေးပေါ်တဲ့မာဆက်အနိဆိုင်တွေအများကြီးရှိနေတာတွေ့လို့ဒါကြောင့်သူကတွားပြီးစိန်ခံဖို့ဆုံးဖြတ်လိုက်တယ်ဘာညာပြီးကွာပြီးဆိုင်တွေကထွက်လာတော့သူ့ပစာအိတ်တွေကပိုက်ဆံတွေပျောက်ချင်းမလားကိုပျောက်သွားတာကိုတွေးလိုက်ရပါတယ်အဲချိန်သူကချက်ချင်းပဲဆိုင်တွေကိုပြန်သွားပြီးသူ့ပစာအိတ်ပြန်ရရန်အတွက်မှတ်တမ်းတက်တဲ့ဖြစ်ဆိုင်တွေကဝန်ထမ်းတွေကိုအကုန်ဗီဒီယိုရိုက်လိုက်တယ်အစားပိုင်းမှာတော့ဝန်ထမ်းတွေကဘူးတလုံးဆောင်ပြီးဘာမှမသိသလိုဟန်ဆောင်ခဲ့ကြပဲမဲ့နောက်ပိုင်းကသူကဗီဒီယိုကိုတက်တဲ့ဖြစ်အသုံးပြုပြီးရေးစခန်းကိုသွားတိုင်မယ်လို့ပြောလိုက်ကြမှာသူ့ပစာအိတ်တွေပြန်ပေးခဲ့တယ်ကမ္ဘောဒီးယားကတကယ်ပဲဒီခန်းစာကြသွားပြီလို့ဂျော်ကြီးကခုလိုပဲပြောပြပါတယ်ဂျော်ကြီးတော့နော်ဘာညာကွိကွာနဲ့တွားပြီးတော့အနိခံနဲ့တွားတော့တတိထားကြနော်အနက်ခံမယ်နော်အနက်မခံရအောင်တတိထားကြပိုက်ဆံအိတ်ကိုပြောတာပါဒါလို့